ဆရာကောင်းတန့်ရေးသားထားသောဒို့တက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းဤစာအုပ်တွင်ဒို့တက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းဟူ၍အပိုင်း၄ပိုင်းခွဲခြားထားပါသည်အပိုင်း၁ဒို့တက်ခြင်းစိတ်ဆန္ဒပြင်းပြမှုရှိပါစေအလိုဆန္ဒပြင်းပြသူတို့အတွက်မရရှိနိုင်သောအရာဟူ၍မရှိအလိုဆန္ဒပြင်းပြသူဆိုဒီမှာမိမိအလိုဆန္ဒအတွက်အတက်ကိုစွန့်ဝတ်လူမျိုးကိုဆိုလိုသည်ဒေါ်တိုင်ယုံအလိုဆန္ဒရှိုံနှင့်ခက်ခဲသောကိစ္စအဖိုးတန်သောအရာတို့ကိုရယူပြီးမြောက်နိုင်မည်မဟုတ်ပါလူတိုင်းလိုချင်ဆန္ဒရှိတတ်စမြဲဖြစ်ပါသည်တချို့ကလိုချင်ဆန္ဒသာရှိပြီးပြင်းပြင်းပြပြနှင့်အားထုတ်ကြိုးပမ်းခြင်းစိတ်မရှိအခွင့်အရေးရလင်ယူခြင်း၏အခွင့်အရေးကိုမျှော်လင့်တောင့်တဆောင်စားနေတော့၏ဘိုခွင့်ရေးမျိုးဖြစ်ပေါ်လာအောင်ဖန်တီးကြိုးစားရမှန်းမသိထို့ကြောင့်လူလောကကြီးမှထွက်ခွာသွားသည်ထိလူလိုချင်တာမရလူဖြစ်ချင်တဲ့ဘဝမျိုးဖြစ်မသွားရရှာသည်တချို့ကကိုဖြစ်ချင်တာကိုလိုချင်တာကိုပြက်ပြက်သားသားရည်မှန်းချက်ထား၏မဖြစ်မနေကြကုတ်ကြခဲအားထုတ်ကြိုးပမ်းသည်မိမိလိုဆန္ဒအတွက်စွန့်လွတ်အနစ်နာခံကြိုးစားသည်နောက်ဆုံးတွင်လူလိုချင်တာရရှိပြီးလူဖြစ်ချင်တာတွေဖြစ်သွား၏အောင်မြင်မှုသည်ထိုသူအတွက်ဖြစ်တော့၏ရည်မှန်းချက်ထားပါလမ်းမတိပဲခရီးမရောက်နိုင်ပန်းတိုင်မရှိပဲခရီးမဆုံးနိုင်ဘဝခီးကိုတွားရာတွင်ရည်မှန်းချက်ရှိရမည်ရည်မှန်းချက်မရှိပဲခီးတွားနေလင်လော်တက်မပါတော့လေကဲ့သို့မျောချင်ရာမျောနေပေလိမ့်မည်ဘယ်ကန်းကပ်၍ဘယ်မှာရက်ရမည်ကိုမတိပဲနေလိမ့်မည်ရည်မှန်းချက်ထားပြီးကြိုးစားလင်တစ်ချိန်ချိန်တွင်ကိုယ်ရည်မှန်းချက်တိုင်းဖြစ်လာတတ်ပါသည်ရည်မှန်းချက်ကိုဦးတည်၍ဆွဲလုံးလဥရိယနှင့်ခရီးတွားပါလိုရာကိုရောက်မှတေချာသည်တချို့ကရည်မှန်းချက်တော့ရှိသည်ဆွဲလုံးလဥရိယမရှိထို့ကြောင့်လှုပ်သမျှလှုပ်မအောင်မြင်ကြတော့စိတ်ဓာတ်ကြပြီးအခက်ခဲကြက်တဲတွေကြားထဲမှာဝဲလည်နေတော့၏ရည်မှန်းချက်ကိုလမ်းမမြင်နိုင်တော့ပေတို့ဖြစ်၍ဘဝခီးလန်းကိုရှောက်လန်းရာတွင်ရည်မှန်းချက်ရှိရမည်ရည်မှန်းချက်ရှိရာကိုဆွဲလုံးလဥရိယနှင့်အန်ခဲပြီးရှောက်ရမည်တို့မှသာအောင်ပွဲကိုဆင်နွှဲနိုင်ပေအံ့ဆွဲရှိပါစေဘာပဲလုပ်ဆွဲရှိဖို့လိုသည်မိမိလှုပ်ချင်တဲ့ကိစ္စတစ်ခုကိုဆွဲမြဲဆွဲရှိနှင့်လုပ်သွားလင်နောက်ဆုံးတွင်အောင်မြင်သွားတတ်သည့်သာဓကမြောက်များစွာရှိပါသည်ဆွဲမရှိလင်ဘာတစ်ခုမျှထိုးချွန်ဖြစ်လာဖို့မလွယ်ကူပါကြကုတ်ကြခဲနှင့်ဆွဲရှိလှုပ်တတ်သူသာအောင်နိုင်သူဖြစ်လာသည်ဆွဲရှိသူသည်မိမိရည်မှန်းချက်ကိုအသေးချာရွေးချယ်ပြီးစိုက်လိုက်မှတ်တက်လောက်ကင်တွားတတ်၏အခက်ခဲပြဿနာများနှင့်မိမျှပင်တွေ့ကြုံစေကမူစိတ်တကြပြီးရက်တန့်တွားမည်မဟုတ်ပါပြဿနာခက်ခဲများကြားထဲမှရိုးထွက်တွားမည်သာဖြစ်ပါသည်ဆွဲရှိသူအားမည်သူမျှနိုင်စား၍မရဟန်တာနှောက်ယှက်၍မရနိုင်စားဟန်တာ၍ရစေအောင်တော့တည်ကအခိုက်အတန့်သာဖြစ်ပေလိမ့်မည်ဆွဲရှိသူထံတွင်ပြင်းပြသောစိတ်ဆန္ဒရှိနေတတ်၏ထိုလိုဆန္ဒကြောင့်မဖြစ်မနေလောက်ကင်တတ်သောဆွဲရှိနေခြင်းဖြစ်မည်ဆွဲရှိလင်လိုချင်သောအရာဟုသမျှမရမရှိရနိုင်ချေများပါ၏ဆွဲရှိဖို့သာလိုပါသည်အောင်မြင်မှုလိုချင်တို့အတွက်ဆွဲရှိမှဖြစ်မည်လုံလဝိရိယရှိပါစေလုံလဝိရိယသည်မပြင်းမရည်ပဲအလုတ်ကိုတက်ကြွလောက်ကင်ဆောင်ရွက်ခြင်းပင်ဖြစ်သည်လူများအိတ်ချိန်တွင်မအိတ်သူများနားချိန်တွင်မနာပဲအလုတ်ကိုအာယုံစိုက်ပြီးတွက်လက်ဖြက်လက်တက်ကြွစွာလောက်ကင်တတ်သောသူသည်ဝိရိယရှိသူဟုခေါ်ဆိုတတ်ကြသည်လုံလဝိရိယရှိသူကိုလူတိုင်းလိုနှစ်သက်သဘောကျတတ်၏အလုတ်ရှင်ဆရာသမားမိဘဆွေမျိုးသားချင်း
ညာကအစချစ်ခင်လိုလားတန်ဖိုးထားတတ်ကြသည်လုံလဝိရိယရှိသူကိုလူဖွဲ့စည်းကအမြဲတမ်းနေရာပေးပါသည်လူတို့၏အကျိုးစီးပွားအတွက်ကိုကျိုးစွန့်အနစ်နာခံပြီးဇွဲလုံလဝိရိယနှင့်လောက်ကင်ဆောင်ရွက်ကြသူတိုင်းသည်သမိုင်းစာမျက်နှာတွင်အခိုင်အမာနေရာယူတတ်ကြပါ၏လုံလဝိရိယရှိလျင်မိမိရဲ့ကျိုးအတွက်ဒါမကအများကျိုးအတွက်ပါလောက်ကင်ဆောင်ရွက်နိုင်ခွင့်ရတတ်ပါသည်လုံလဝိရိယရှိသူကိုအများကလိုလားအားကိုးတတ်ကြသည်မှာသဘာဝဖြစ်ပါ၏အများကချစ်ခင်လေးစားတန်ဖိုးထားအားကိုးထိုက်သူဖြစ်အောင်လုံလဝိရိယရှိသူဖြစ်ပါစေအလောက်ကိုရှာဖွေလောက်ပါအလောက်ကိုလူတိုင်းလောက်ကြရသည်လူများခိုင်းသောအလုပ်နှင့်ကိုယ်တည်စိတ်နှင့်ကိုလောက်သောအလုပ်ဟု၍နှမျိုးရှိမည်ထင်သည်လူများခိုင်းသောအလုပ်မှာဒါဝန်ချိန်ပြီးလင်ပြီးပြီအတီးစိတ်နှင့်လောက်သောအလုပ်မှာဘယ်တော့ခါမှပြီးမည်မဟုတ်ပါငွေရသည့်လောက်ကုလိုရသည့်လောက်ကိုဘဝအောင်မြင်မှုကိုဖြစ်စေသောအလုပ်စသည်မြည်သည့်အလုပ်မျိုးကိုမဆိုလူများခိုင်းလို့လောက်ရတာမျိုးမဟုတ်ပဲအတီးစိတ်နှင့်စေတနာပါပါလှုပ်တင်၏ထိုသောလောက်ကံ၍အချိန်တွေပိုနေသေးလျင်အချိန်မဖြုံးပြပါနဲ့အကျိုးရှိသောလုပ်များကိုရှာဖွေလောက်ကင်တင်ပါ၏အလုပ်ဒီဘဝကိုပြဋ္ဌာန်း၏အလုံးရှိသောသူသည်တန်ဖိုးမရှိအလုပ်ဒီသာဘဝ၏တန်ဖိုးဖြစ်၏အလုပ်ကိုအားချိန်နားချိန်မှပကြိုးစားရှာဖွေလောက်ကင်နေတင်၏အလုပ်များများလုပ်လေလေဘဝတန်ဖိုးမြင့်တက်လေလေဖြစ်၏မိသားစုတွင်ဖြစ်စေလူဖွဲ့စည်းတွင်ဖြစ်စေအလုပ်လုပ်သောသူသာအတုံးဝင်အရေးပါအရာရောက်၏ထို့ကြောင့်အလောက်ကိုအတိစိတ်နှင့်အမြဲမပြတ်ရှာဖွေလောက်ကင်နေတင်၏အချိန်၏တန်ဖိုးကိုသိပါအချိန်သည်ရွှေငွေယတနာထက်ပို၍အဖိုးတန်သည်ရွှေငွေယတနာကိုရှာဖွေသိမ်းဆည်းဝယ်ယူ၍ရသည်အချိန်ကိုဝယ်၍လည်းမရသိမ်းဆည်းထားခြင်း၍လည်းမရပေနောက်တစ်ကြိမ်ပြန်မရနိုင်သောအရာသည်အချိန်ဖြစ်ပါသည်ဤမြဖိုးတန်သောချိန်ကိုအချို့ကတန်ဖိုးထားရမှမသိအကျိုးမဲ့ကိစ္စများနှင့်အချိန်ကိုဖြုံးပြေးပစ်လိုက်ကြသည်ထိုသူတို့သည်ဘဝတွင်မယ်မယ်ရရအောင်မြင်မှုမျိုးမရတတ်တချို့ကမူအချိန်ဤတန်ဖိုးကိုအသေးချာတည်ပြီးဘိုးပိုင်ဆိုင်ရရှိထားသောအချိန်တွင်ကိုကျိုးအများကျိုးအားထုတ်ကြိုးပမ်းအလုံးလုံးကြ၏ထိုသူမျိုးသည်ဘဝတွင်အောင်မြင်ကြော်ကြားမှုအမျိုးမျိုးကိုရရှိပိုင်ဆိုင်ခဲ့ကြ၏အချိန်သည်အဖိုးတန်ယတနာတစ်ပါးဖြစ်တယ်လို့ရှားပါပစ္စည်းလဲဖြစ်သည်ကိုတတိချက်တင်၏ထို့ကြောင့်အချိန်ဤတန်ဖိုးကိုသိပါအချိန်ကိုချွေတာပါအချိန်ကိုအကျိုးရှိရှိအသုံးချပါအကျိုးမဲ့မဖြုံးပြီးပြစ်လိုက်ပါနဲ့အခွင့်ကောင်းကိုရယူတတ်ပါစေဘဝတွင်အခွင့်အလမ်းကောင်းများသည်တစ်ကြိမ်မဟုတ်တစ်ကြိမ်မိမိထံသို့ရောက်လာတတ်ပါသည်ထိုခွင့်လန်းကောင်းကိုသိရှိပြီးမိမိရရဖတ်ယူလိုက်နိုင်ဖို့အရေးကြီး၏အခွင့်ကောင်းသည်ຫນွေဦးပတင်းပေါက်ပေါင်တွင်လာနာတတ်သောငှက်ငယ်နှင့်လူသည်ကြာကြာနားလေးမရှိလူတို့ကျူဆိုင်မိသောချိန်တွင်ထပြန်သွားတတ်၏တကယ်ဘဝတွင်လည်းအခွင့်ကောင်းဆက်ရောက်လာသည်ကိုဒေါ်ယုံလူတို့မသိနိုင်ဆွဲလုံးလဝိရိယနှင့်အားကျိုးမှန်တက်ကြိုးစားနေသောအခွင့်ကောင်းကိုချောင်းနေသူတို့သာတည်နိုင်၏ကံကြမ္မာသည်ထိုသူတို့ကိုမျက်နာတာပေးခြင်းအခွင့်အရေးပေးတတ်၏ထို့ကြောင့်အခွင့်ကောင်းကိုရယူလိုသူတို့သည်အိမ်တွင်ဘာမှမလုပ်ငုတ်တုတ်ထိုင်ဆောင်နေ၍မရနိုင်ရုံလောက်ကိုဒါဝင်ကြေယုံလုပ်ပြီးမျော်လင့်နေ၍လည်းရမည်မထင်ကိုရီမန်းချက်မျော်လင့်ထားသောအလုပ်တစ်ခုကိုဆွဲလုံးလဥဒယနှင့်အားထုတ်ကြိုးပမ်းနေရင်တတိရှိရှိနှင့်စောင့်ဆိုင်နေတတ်သူတို့သာအခွင့်ကောင်းကိုရတတ်၏အခွင့်ကောင်းကိုရယူတတ်ပါစေရင်ဆိုင်ရဲသောတတ္တိရှိပါဘာမဆိုရင်ဆိုင်ရဲသောတတ္တိရှိပါအောင်ပွဲသည်စွန့်ရဲတိုက်ရဲသူတို့အတွက်ဆူလတ်ဖြစ်သည်အခက်ခဲပြဿနာတို့နှင့်တွေ့ကြုံရသည့်အခါထိုအခက်ခဲမှထွက်မပြေးပါနဲ့ထွက်ပြေးသူမှာအရှုံးပေးသွားသူသာဖြစ်ပါသည်အရှုံးပေးထွက်ပြေး၍အခက်ခဲသည်ပြေလည်သွားမည်မဟုတ်ပါလမ်းဆုံးကိုတွေးလိုက်ပါဖြစ်လာနိုင်သည့်အဆိုးဆုံးခြေအနေကိုမျှော်လင့်ပြီးကြံ့ကြံ့ခံရင်ဆိုင်ပါအခက်ခဲကိုပြေလည်နိုင်မည့်နည်းလမ်းမျိုးစုံကိုရှာဖွေပါ
ပြေလည်အောင်ကြိုးစားပါရိုးသားမှုကိုယဉ်ခံပြီးစေတနာမှန်နဲ့ဖြည့်ရှင်းပါအခက်ခဲကိုဖြည့်ရှင်းရမည်စားဂလိန်ကကြစ်လို့၍ကိုယ်ပတ်ရှောင်သိမ်းနေလင်အခက်ခဲကပြေလည်သွားမှာမဟုတ်ပဲပြဿနာကြီးထွားလာတတ်ပါ၏ရန်လဲပိုများလာတတ်ပါ၏ထို့သောဖြစ်အချင်းမှာပြဿနာခက်ခဲကိုရင်ဆိုင်ရဲသောတတိမရှိသောကြောင့်ဖြစ်ပါသည်တတိကြောင့်သူသည်လူများထက်နှဆပိုခံရတတ်ပါသည်ထို့ကြောင့်တတိကြောင့်သူမဖြစ်ပါစေနှင့်ဒါကိုမဆိုရင်ဆိုင်ရဲသောတတိရှိသင့်၏ပြတ်သားသောစိတ်တက်ရှိပါစေကောင်းကောင်းဆိုဆိုပြတ်သားသောစိတ်တက်ရှိသူသည်ကိစ္စကိုပြီးမြောက်စေ၏ဘာတစ်ခုမှမပြတ်သားပဲချီတုံချတုံလုံနေလင်ကိစ္စမပြီးပြတ်ပဲပြဿနာပိုများလာတတ်ပါသည်မိဒီကိစ္စမဆိုဆုံးဖြတ်ချက်ပြတ်သားမှကိစ္စရှင်းစိတ်ရှင်းသည်လူနှစ်နာမှာကိုနှစ်နာမှာတွေထက်တွက်ပြီးဘာတစ်ခုမှပြတ်သားမလုပ်ရဲလင်လူရောကိုပါစိတ်ဆင်းရဲရတတ်သည်မပြတ်သားသောသူသည်ပြတ်သားသောသူကိုအရှုံးပေးရတတ်၏လူဒီတယောက်ကောင်းဖို့ရာလူတယောက်မှာပြက်လင့်ကာတာသမ္မာသည်ဟူ၍အနန္တဒုတိယမကြီးကကြပြဖြစ်ထုတ်ဖော်တင်ပြခဲ့သည်တခါတရံတွင်နှစ်ဖက်စလုံးကောင်းအောင်လုပ်၍မရမွေမတေတုတ်မချိုးဖန်တီး၍လည်းမဖြစ်နိုင်တဏှာတဲ့ကိုနှစ်ယောက်လူရပြီဆိုရင်တယောက်ကတော့ဘေးဖယ်ခံရလိမ့်မည်ထိုခြေနေမျိုးတွင်ပြတ်သားသောစိတ်ဓာတ်ရှိရန်လိုအပ်ပါသည်လိမ္မာပါဏတ်စွာဆက်ဆံတတ်ပါစေဘဝအောင်မြင်ရေးအတွက်လိမ္မာပါဏတ်စွာဆက်ဆံတတ်မှုသည်အရေးပါသောအချက်တစ်ချက်ဖြစ်ပါသည်လူတို့နှင့်အစဉ်ပြေနေထိုင်ဆက်ဆံတတ်မှစိတ်ချမ်းသာပျော်ရွှင်နိုင်မည်အစဉ်မပြေလင်စိတ်နှောက်ယှက်ဖြစ်ရသည်လူတို့နှင့်အမြဲတမ်းအစဉ်ပြေအောင်ဆက်ဆံနေဖို့မှာလွယ်ကူသောကိစ္စတစ်ခုမဟုတ်ပေလူမျိုးမျိုးရှိဒေါသအကြီးသူမာနကြီးတော်သူဘဝင်မြင့်တော်သူစိတ်တူရန်လိုတတ်တော်သူမနာလိုစိတ်ရှိသူလူတစ်ပါးပေါ်ထင်သေးနှိမ်ချခြင်းသူလူတစ်ပါးအကြောင်းမကောင်းပြောခြင်းသူများလည်းရှိသည်သူတို့များနဲ့လိုက်လျောညီထွေစင်ပြေနေတော့လဲတခါတရံမှာအခက်ခဲရှိတတ်ပါသည်မိတို့ပင်ဖြစ်စေမိတို့ပင်ခက်ခဲနေပါစေမေတ္တာတရားကိုအခြေခံပြီးဆက်ဆံပါကအနောက်ဆုံးတွင်ရန်သူကိုယ်တော်မိတ်ဆွေဖြစ်ဖန်တီးနိုင်ပါသည်မိမိကလိမ္မာပါဏတ်စွာဆက်ဆံတတ်ဖို့လိုသည်သူ့ချိုးသူ့မာနသူ့ကုံတိတ်ခါကိုထိခိုက်စေနိုင်သောအပြုမူအပြောဆိုမျိုးရှောင်ကျဉ်ပြီးသူ့ကိုချီးမွမ်းပြောဆိုဆက်ဆံခြင်းဖြင့်အောင်မြင်မှုကိုရယူပါကိုအားကိုပါကိုရာကိုကွယ်ရ၏ကိုမတပါအခြားသူသည်အမှန်တကယ်အားကိုရာစစ်မဖြစ်ကိုအားကိုပြီးရိုးသားကြိုးစားပါမှတကယ်အောင်မြင်မှုကိုရနိုင်သည်လူတစ်ပါးကိုမိခိုအားကိုနေသည်မြလူတစ်ပါးဩစာခံဖြစ်မည်လူများနှာခေါင်းပေါက်နဲ့တက်ရှူနေရလိမ့်မည်လူခိုင်းသည်မြကိုလုံနေရလိမ့်မည်ကိုကတာလှုပ်လလှရှားရုံးကန်ခွင့်မရပဲအောင်မြင်ပျော်ရွှင်ခွင့်ရဖို့မလွယ်ပါဘဝအစလုပ်ငန်းတစ်ခု၏စတွင်ကိုအားကိုပြီးကိုဘာသာကိုရုန်းကန်နိုင်အောင်အင်အားရှိခြင်းမှရှိလိမ့်မည်လူတစ်ပါးပေါ်ခိတခဏမိခိုရတတ်ပါသည်ထို့သောမိခိုရခြင်းသည်အခိုက်အတန့်သာဖြစ်ပါစေအမိခိုကင်းသောဘဝမျိုးကိုအမြန်ဆုံးရောက်ရန်အားထုတ်ကြိုးပမ်းတင်ပါသည်ကိုမှရှိသည့်အင်အားနှင့်အခြေခံမှစတင်ရုန်းကန်နိုင်ခဲ့သည်ရှိသောတဖြည်းဖြည်းနှင့်အောင်မြင်မှုရလာနိုင်ပါသည်ကိုအားကိုပြီးရိုးသားစွာကြိုးစားသူအတွက်အောင်ပွဲသည်လက်တကမ်းတွင်ရှိနေ၏ကိုယုံကြည်မှုအပြည့်ရှိပါကိုစွမ်းကိုစရှိသူဆိုဒီမှာမိမိကိုမိမိယုံကြည်မှုပြည့်ရှိသူဖြစ်ပါသည်မိမိလှုပ်လင်အောင်မြင်ရမည်ဟူသောစိတ်ဖြင့်ပြဿနာခက်ခဲများကိုရင်ဆိုင်ဖြေရှင်းခဲ့သူသည်အောင်နိုင်သူဖြစ်၏ကိုမယုံကြည်ကိုလှုပ်လိုက်လင်မားသွားမလားဖြစ်ပါမလားဟူသောစိုးရိမ်စိတ်ဖြင့်လှုပ်တတ်သူသည်အောင်မြင်မှုရရှိရန်အခွင့်အလမ်းနှဲပါ၏တတိနေတိမဝိမရဲသောစိတ်ကြောင့်ဆုံးဖြတ်ချက်မပြတ်မသားနှင့်အမားကိုကျိုးလွန်မိတတ်ကြပါသည်စင်စစ်တော့ကိုမှမယုံကြည်လင်လူတစ်ပါးကကိုယုံကြည်ရန်ခက်ခဲပေလိမ့်မည်ကိုပတ်ဝန်းကျင်ကိုတိုင်းဝိုင်းကမှကိုပေါ်ယုံကြည်အားကိုးမှုမရှိလျင်ဘာလုံးမှဟုတ်တိပတ်တိလောက်ခွင့်ရမည်မဟုတ်ပါထို့ကြောင့်
ကိုမယုံရဲတော့တန်တရားစိတ်ကိုဖျောက်ရမည်ဘာမဆိုငါလှုပ်လျင်အောင်ကိုအောင်ရမည်ဟုတော့အောင်စိတ်ကိုမွေးမြူပြီးကြိုးပမ်းအားထုတ်လောလောမှအောင်မြင်သူဖြစ်လိမ့်မည်အဝေဖန်ခံနိုင်ရည်ရှိပါစေအဝေဖန်မခံနိုင်သူသည်မှတ်ကြောက်တင်မခံနိုင်တော့ရွှေတူနှင့်တူ၏ရွှေမှန်လင်မှတ်ကြောက်တင်ခံဝန်သည်လူကောင်းမှန်သမျှသည်လည်းအဝေဖန်ခံနိုင်ရည်ရှိအပ်၏လူတို့သည်ဘင်ကိုတဘာဝရအတူများအကြောင်းကိုစူးစမ်းခြင်းသည်တိခြင်းသည်ပြီးတော့ဝေဖန်ပြစ်တင်ခြင်းသည်ချေမွန်းခြင်းတို့ကနယ်လာ၏မိမြပင်အပြစ်ကင်းအောင်နေစေကမူကဲ့ရဲ့ပြစ်တင်မိသူရှိနေမည်တာဖြစ်သည်ထိုတဘာဝကိုတည်ထားပါကလူတစ်ပါး၏ကဲ့ရဲ့ပြစ်တင်မှုအပေါ်တုံလောက်စွာခံစားရမည်မဟုတ်ပေငယ်တုန်းကအကြားခဲ့ပူတော့မြည်တကောင်နှင့်တားဖအနှစ်ယောက်ပုံပြင်ခဲ့တော့လူတို့၏အကဲ့ရဲ့လွတ်အောင်မြည်တို့မြလုံနိုင်လိမ့်မည်မထင်ပါတယောက်မဟုတ်တယောက်ကတော့စောင့်ကြည့်ပြစ်တင်ဝေဖန်နေလိမ့်မည်ဝေဖန်ပါစေတုံလုံးမတွားပါနဲ့တုံပြန်ဖို့လဲစိတ်မကူးပါနဲ့လူပေးတာကိုမျိုးချင်းလင်းသူ့ပစ္စည်းတွေသူ့လက်ထက်တွင်သာရှိနေလိမ့်မည်စေတနာမှန်နှင့်အတိညာဏ်ကိုတုံးချပြီးအဝေဖန်ခံလိုက်ပါလူတော်လူကောင်းဖြစ်ပါစေလူတော်လူကောင်းဆိုဒီမှာလူတော်နှင့်လူကောင်းကိုပေါင်းထားခြင်းဖြစ်ပါသည်လူတော်ဆိုဒီမှာဘင်ကိုရည်ချင်းရှိခြင်းလိမ္မာပန်းနတ်ခြင်းထိုးထွင်းကြံစလောက်ကင်နိုင်ခြင်းဥဆောင်နိုင်ခြင်းစီယုံပြောဆိုတတ်ခြင်းစသည့်အရေးတွေးများရှိပါသည်လူကောင်းဆိုဒီမှာယိုတာခြင်းဒီကြီးဖြောင့်မတ်ခြင်းတစ္ဆာရှိခြင်းကိုချင်းစာနာတတ်ခြင်းလူတစ်ပါးကိုထိခိုက်နေနာအောင်မပြုတ်လောက်တတ်ခြင်းစသည့်အရေးချင်းများရှိပါသည်ထိုရေးချင်းများကိုပေါင်းဆက်ပိုင်ဆိုင်ထားသူသည်လူတော်လူကောင်းဖြစ်ပါသည်လောကတွင်လူတော်လူကောင်းရှားပါသည်လူတော်လူကောင်းဖြစ်လင်လဲအနေနဲ့အမြန်ကြီးပွားချမ်းသာမည်ဖြစ်ပါသည်လူတော်လူကောင်းဖြစ်ဖို့ဆိုဒီမှာအပြောလွယ်တလောက်အလောက်ခက်ပါသည်လူတော်ဖြစ်တော်လဲလူကောင်းမဖြစ်လူကောင်းဖြစ်တော်လဲလူတော်မဖြစ်လူကောင်းလူတော်ဖြစ်ဖို့မိမိကိုယ်တိုင်ပြုစုပြိုးထောင်ယူရမည်မိမိကိုမိမိဝေဖန်ဆန်းစစ်ပြီးလူတော်လူကောင်းဖြစ်အောင်ကြိုးစားသင့်၏ယိုတာစွာချင်းမွန်စကားပြောကြားတတ်ပါစေလူတို့သည်လူတစ်ပါးတို့၏အပြစ်ကိုမြင်လွယ်၏အပြစ်တင်ပြောဆိုရာတွင်ဝန်မလေးတို့ရာတွင်လူတစ်ပါးအားချင်းမွန်ပြောဆိုရန်ဝန်လေးနေတတ်၏မိလျော့နေတတ်၏အောင်မြင်မှုတစုံတရာရမှသာချီးကျူးပြောဆိုတတ်ကြ၏စင်စစ်တော့လူတိုင်းတွင်ချင်းမွန်းစရာအကြောင်းများရှိနေတတ်ပါသည်ထိုအကြောင်းလေးများကိုမြင်အောင်ကြည့်ပြီးရိုးသားစွာချင်းမွန်းပြောဆိုတတ်ပါမှမိမိအားချစ်ခင်နှစ်သက်သူများလာလိမ့်မည်ထိုကိစ္စမှာအပြောကျေတလောက်လောက်ခက်ပါသည်ဓမင်လေးချင်းယူမှသာရနိုင်သည်လူတစ်ပါး၏ကောင်းကွက်ကိုမြင်အောင်ကြည့်တတ်ရန်တတိရှိရပါမည်လူတစ်ပါးကိုချင်းမွန်းပြောဆိုခြင်းသည်မင်္ဂလာတစ်ပါးဖြစ်သည်ဆိုတော့အတိရှိရမည်ထိုတတိနှင့်အတိရှိမှလောက်ကင်ဆောင်ရွက်ရမည်တို့ရာတွင်ကိုကျိုးလိုလား၍မြောက်ပင်ချင်းမွန်းခြင်းကိုမူအလွယ်တကူလောက်နိုင်သည်တို့တော့စေတနာမပါဘဲမြောက်ပင်ချင်းမွန်းပါကခံရသူကလည်းတည်နိုင်ပြီးအလေးနဲ့မထားဘဲရှိတတ်၏စစ်မှန်သောချင်းမွန်းစကားသာလျှင်ထိရောက်၏ထို့ကြောင့်ရိုးသားစွာချင်းမွန်းစကားပြောကြားသင့်၏ရင်ချေးပြူငါရှိပါစေရိုင်းဆိုင်မှုကိုလူတို့မနှိမ့်မြို့ရင်ကျေးရှိသူတို့ကိုသာချစ်ခင်လေးစားတတ်၏လူချင်းပေါင်းတင်ဆက်ဆံရာတွင်မောက်မာရိုင်းပြစွာဆက်ဆံလျက်လူတို့၏ရှောင်ကျဉ်ခြင်းကိုခံရလိမ့်မည်လူတချို့သည်ငွေကြောင့်မောက်မာသည်တချို့ကမိဘအရှိန်ဝါဆွေမျိုးကုံကြောင့်ရိုင်းပြသည်အချို့ကအယုတ်ရည်စင်းလာပမှုအတန်တာယာမှုတို့ကြောင့်အောင်မြင်မှုရပြီးမောက်မာတတ်၏တချို့ကပွဲ့ဒီဂရီများစွာရသည်ဖြင့်လူတို့ကိုထင်သေးအမြင်သေးကမထီမဲ့မြင်ဆက်ဆံတတ်၏ထိုတို့တော်သူများကိုလူတို့သည်မချစ်မနစ်သက်မုံတီးကြလိမ့်မည်လူသားချင်းတူရှေးကုသိုလ်ကံကြောင့်အခြေအနေဆင့်တန်းကွာခြားနေကြသည်ကိုသဘောပေါက်နားလည်ထားပါကမောက်မာရိုင်းပြစွာဆက်ဆံတော့မည်မဟုတ်ပါလူပဝင်းကျင်တွင်လူတွေနှင့်ချစ်ခင်ရင်းနှီးစွာနေထိုင်ခြင်းဒီသာအကျိုးရှိ၏လူတွေနှင့်ချစ်ခင်ရင်းနှီးစွာနေထိုင်ခြင်းလျင်ယဉ်ကျေးပြူငါရှိဖို့လိုသည်ချိုးတာစွာပြောဆိုဆက်ဆံခြင်းယဉ်ကျေးတိမ်မွေ့စွာပြုမှုခြင်းကိုအလေကျင့်ဖြစ်စေတင်၏အချိန်ကိုမဆွဲဘဲချက်ချင်းလုပ်ပါကိစ္စတစ်ခုဆောင်ရွက်ရန်ရှိပါကယခုလုပ်နိုင်လျင်ယခုလုပ်လိုက်ပါ
နက်ဖြန်ဆိုတာမရေရာပါအလွယ်တကူဆုံးဖြတ်ဆောင်ရွက်ရန်မတင်သောကိစ္စအချို့မှလွဲ၍လှုပ်เสียရှိတာဆိုင်းငံ့မထားပါနဲ့ထို့သောချိန်ကိုရွှေ့ဆိုင်းထားပါကလှုပ်เสียကိစ္စတွေတပုံကြီးဖြစ်လာပြီးဝင်ပြီးတတ်ပါသည်တချို့သောဆောင်ရွက်เสียကိစ္စများကိုမေ့လျော့တွားတတ်သည်မမေ့တင်သောကိစ္စမျိုးမေ့လျော့တွားပါကမိမိဘဝအောင်မြင်မှုကိုထိခိုက်နစ်နာစေတတ်ပါသည်လှုပ်เสียရှိသည့်ကိစ္စကိုလင်းမြန်တွက်လက်စွာလောက်ကင်ဆောင်ရွက်နိုင်ခြင်းသည်အရေးချင်းကောင်းတစ်ခုဖြစ်ပါသည်ထိုရေးချင်းကောင်းမျိုးရှိရန်လိုအပ်ပါသည်ယနေ့လောက်အမိကိစ္စကိုနှက်ဖြတ်မှလုပ်မည်ဟုရွှေဆိုင်တတ်သူမျိုးသည်အခွင့်ကောင်းများနှင့်မကြာခဏအလွဲချော်တတ်ပါသည်လူဤစိတ်သည်အပြောင်းလဲမြန်၏ယနေ့စိတ်ကူးတစ်မျိုးနှက်ဖြတ်စိတ်ကူးတစ်မျိုးဖြစ်တတ်သည်မြည်တရားများစိတ်ချရသည်ဟု၍မရှိပေယနေ့လှုပ်เสียရှိသည်ကိုယနေ့လှုပ်နိုင်မှအခွင့်ကောင်းများနှင့်တွေ့ကြုံနိုင်မည်ထို့ကြောင့်ဘာကိစ္စပဲဖြစ်ဖြစ်အချိန်မဆွဲပဲချက်ချင်းထလုပ်တင်လာပေသည်ယိုတာဖြောင်းမှတ်ပါစေယိုတာဖြောင်းမှတ်မှုသည်လူလောကတွင်တန်ဖိုးကြီးသောအရေးချင်းတစ်ခုဖြစ်ပါသည်တန်ဖိုးကြီးသောပစ္စည်းသည်လူတိုင်းတွင်မရှိနိုင်ပါထို့ကြောင့်ယိုတာဖြောင်းမှတ်မှုသည်လူတိုင်းတွင်မရှိနိုင်ပါလူချို့တွင်သာရှိပါသည်ယိုတာဖြောင်းမှတ်မှုရှိသောသူသည်တန်ဖိုးကြီး၏ထို့ကြောင့်အဖိုးတန်၏အဖိုးတန်သောလူကိုအများကလိုလားကြသည်ယုံကြည်ကြသည်အားကိုးကြသည်တို့ရာတွင်ယိုတာဖြောင်းမှတ်မှုများကိုလည်းနှစ်ချက်နှင့်ထောက်ပြီးစမ်းတိုက်စစ်ဆေး၍လည်းမရအခြေအနေချိန်ခါတစ်ခုတွင်လေ့လာစောင့်ကြည့်ခြင်းဖြစ်တာတည်နိုင်သည်အချို့ကဟန်ဆောင်ကောင်း၏ယိုတာဖြောင်းမှတ်ဟန်ဆောင်၍အနေတတ်သည်အခွင့်ကောင်းပေါ်သည်ယိုတာဖြောင်းမှတ်မှုကိုမခွာပြီးမယိုးမဖြောင်းလောက်တော့၏တစ်ချိန်တစ်ခါမယိုတာပြုမိယုံနှင့်ကိုနှင့်ပတ်သက်သောသူတို့၏ယုံကြည်မှုကိုရရှိရန်ခဲရင်တွားတော့၏မယိုးဖြောင်းသူတို့ပေါ်လူတို့သည်မယုံကြည်ရဲ့တန်တရားဖြစ်စောင့်ကြည့်နေတတ်၏ထို့ကြောင့်ယိုတာဖြောင်းမှတ်မှုကိုအစဉ်ထိမ့်သိမ်းရ၏တေတတ်စွာဝတ်စားဆင်ရင်ပါတောင်းမာကွတ်လူမာဝတ်ဆိုသည့်စကားရှိသည်အဝတ်စားကိုကြာနာတေတတ်စွာဝတ်ဆင်ထားသူကိုလူတို့ကအလေးအမြတ်ပြုကြသည်ပယုဆိုင်ကြသည်ဆုပ်ဆုပ်ပြက်ပြက်နှင့်ဖြစ်ကြဆန်ဝတ်ဆင်လျင်အထင်သေးနှိမ်ချစွာဆက်ဆံတတ်ကြ၏ဤကသူ့တဘာဝသည်အပြစ်ဆိုရန်မရှိလူလောကတွင်ကျင်လည်နေပါကလူတဘာဝနှင့်လိုက်လျောညီထွေစွာနေထိုင်ဆက်ဆံတတ်ရန်လို၏လူတဘာဝကိုကလန့်ပြု၍အရွက်တိုက်ပြီးဖြစ်တလို့ဝတ်စားဆင်ရင်နေမည်ဆိုလျှင်လူတို့နှင့်ဆက်ဆံရာတွင်မပြေမလဲမကြေမနက်ဖြစ်เสียများတွေ့ကြုံရတတ်၏မိမိ၏ပင်ကိုယ်တဘာဝအရညစ်ညစ်ပေပေနေပြီးဘိုဒီပတ်တီဝတ်စားဆင်ရင်မည်ဆိုလျှင်လူတော်တို့ရန်အစဉ်ပြေမည်မဟုတ်ပါအဝတ်စားသည်အဖိုးမတန်တော့လဲဖြူဖြူစင်စင်နှင့်တေတေတတ်တတ်ဝတ်ဆင်တတ်မည်ဆိုလျှင်လူယိုတေရှင်ယိုတေရှိလိမ့်မည်လူတို့နှင့်ပေါင်းတင်ဆက်ဆံရာတွင်လည်းအစဉ်ပြေချောမွေ့နိုင်သည်ထို့ကြောင့်အဝတ်စားကိုအမြဲတတ်ရက်စွာဝတ်စားဆင်ရင်သင့်၏ငွေ၏တန်ဖိုးကိုတိပါငွေသည်အရာရာကိုမဖန်တီးနိုင်တော့လဲကိစ္စတော်များများကိုပြီးမြောက်စေ၏ငွေကိုခြေခံပြီးဆက်ဆံပေါင်းတင်နေသောလူမှုရေးနယ်ပယ်တွင်ငွေရှိလျင်လူရဝင်ပြီးငွေမရှိလျင်အထင်သေးခံရ၏ငွေရှိလျင်ကိုယုံကြည်မှုအပြည့်ရှိတတ်ပြီးငွေမရှိလျင်အားငယ်တတ်၏ငွေသည်လူတို့၏ရုပ်ပိုင်းဆိုင်ရာဘဝကိုမြင့်တင်ပေးနိုင်၏မချမ်းမမာဖြစ်ခဲ့လျင်ငွေနှင့်ကုစား၍တေချင်းတရားကိုအချိန်တိုင်းတာထိဟန်တာနိုင်၏ငွေရှိလျင်မိတ်ကောင်းဆွေကောင်းပေါ်များ၏ဆရာသမားကောင်းများနှင့်လည်းစုံစည်းနိုင်ခွင့်ရရှိနိုင်သည်ငွေရှိလျင်နိုင်ငံရက်ခြားတို့အချိန်မရွေးတွားနိုင်ပြီးအကြမ်းမြင်ဗဟုသုတများနိုင်၏ခေမီမီအဆင့်တန်းမြင့်မြင့်နေနိုင်၏အဆင့်မြင့်ပညာများတင်ယူနိုင်ပြီးဝင်ငွေကောင်းသောအလုပ်အဆင့်မြင့်ရာထူးတာဝန်များထောင်းဆောင်ခွင့်ရနိုင်၏ငွေတန်ဖိုးကားကြီးမားလာပါပြီထိုတို့တန်ဖိုးရှိတန်ဖိုးရှိသောငွေကိုအပြစ်တင်ရှုံချခြင်းမပြုအပ်ငွေ၏တန်ဖိုးကိုတည်ပြီးမိမိအကျိုးစီးပွားတိုးတက်အောင်ဆောင်ရွက်ရ၏တရားတော်နီလန်းဖြင့်ငွေရှာပါလူတိုင်းလိုလိုဘဝရက်တည်ဖို့အတွက်ငွေရှာနေကြရသည်တချို့ကတရားတော်နီလန်းဖြင့်စ조사ပြီးငွေရှာကြသည်တချို့ကမတရားတော်နေဖြင့်ဖြက်လန်းလိုက်ငွေရှာတတ်ကြသည်တရားနီလန်းကြကရိုးရိုးသားသားနှင့်ငွေရှာခြင်းသည်
အလွန်ကျိုးမရနိုင်ထိုက်တင်သောအားလျော်စွာရနိုင်သည်သို့တော်လည်းတဖြည်းဖြည်းနှင့်တိုးတက်ကြီးပွားကာချမ်းသာနိုင်သည်မတရားသောနေ့ဖြင့်ငွေရှာသူတို့မှာအလွန်ကျိုးရနိုင်သည်ချက်ချင်းချမ်းသာနိုင်သည်သို့တော်ရိုးသားစွာရခြင်းမဟုတ်သဖြင့်နောက်ကြောင်းမအေးရင်ထဲထိတ်ထိတ်ဖြစ်နေတတ်သည်မိမိကိုယ်တိုင်လိပ်ပြတတ်အောင်ကြိုးစားပြီးခက်တီတီနေထိုင်တော်လဲတဘာဝလောကကြီးကခွန့်လွတ်မည်မဟုတ်သူကိုတခုခုဖြစ်ဒုက္ခပြန်ပေးသည်အမှုခင်းကြောင့်ဖြစ်စေမတော်တဆထိခိုက်တန်ရာရမှုကြောင့်ဖြစ်စေမိသားစုဝင်တဦးကျမ်းမာရေးထိခိုက်တာဖြစ်စေဓမျိုးမျိုးနှင့်တန်ခတ်လေးရှိသည်ငွေပူတွေဝင်လာရင်မိသားစုတွေအေးအေးလူလူနေမရတော့စူးစူးပူပူနှင့်တောကတွေရောက်ကုန်ကြလိမ့်မည်ထိုအခါမိမိဘဝ၏တိုးတက်မှုကိုရှာမတွေ့နိုင်လူတစ်ပါးစကားတွင်လမ်းမဆုံးပါစေနှင့်တခါတရံလူတိုင်းလိုလူတစ်ပါးစကားတွင်လမ်းဆုံးပြီးကိုလုံးနေသည့်လောက်ကိုရက်ပစ်လိုက်တာမျိုးကြုံတတ်သည်လူတစ်ပါးစကားကြောင့်စိတ်တက်ကြစိတ်အားငယ်ပြီးမစားနိုင်မတောက်နိုင်ဖြစ်ရတာမျိုးလဲကြုံရတတ်ပါသည်လူဆိုဒီမှာဝေဖန်လေကန်တတ်သည့်တတ္တဝါတစ်မျိုးထဲတွင်ပါဝင်သည်ဖြစ်လူတွေ့ကြုံရသည်များကိုအမှန်မှားမခွဲခြားပဲစိတ်ထင်ရာပြောတတ်ကြသည်စိတ်ရင်ကျက်ပြီးွားသူတချို့သာလျှင်နှုတ်ကိုစောင့်ထိန်ပြောဆိုတတ်ကြပါသည်အများစုမှာစမ်းစစ်ဝေဖန်မှုမရှိဘဲစိတ်แท้ရှိရာပြောချလိုက်ပါသည်သူတို့ပြောချလိုက်တဲ့ဖြစ်တစ်ဖက်လူမှာမိမြထိခိုက်ခံစားရမည်ကိုမစင်စားဘဲစိတ်ထင်ရာစွတ်ပြောမိတတ်ကြ၏ထိုလူမျိုးနှင့်တွေ့လျင်ယုံလွယ်တတ်သူတို့မှာကိုကြိုးနေရတော့သည်သူ့စကားကိုယုံကအမှန်မှမစင်စားဘဲခံစားထိခိုက်မိတော့၏တချို့ဆိုသူပါစကားကြောင့်လုံပါရတော့တာတကများစွာရှိပါသည်ပြန်စင်စားကြည့်လင်တတိရလိမ့်မည်ထို့ကြောင့်အတင်းနှင့်တတိရှိပြီးသူတစ်ပါးစကားတွင်လာမဆုံးတင့်ပေနှုတ်ကိုစောင့်စည်းရ၏လူချင်းပေါင်းတင်ဆက်ဆံရေးတွင်နှုတ်သည်အလွန်ရေးကြီး၏နှုတ်ကြောင့်လူတစ်ယောက်ကိုရှင်လန်းအားတက်တွားစေနိုင်တဲ့ကဲ့သို့နှုတ်ကြောင့်လူတစ်ယောက်ကိုစိတ်ဆင်းရဲတွားစေနိုင်သည်နှုတ်သည်ချိုးတာသောစကားကိုပြောတတ်တဲ့ကဲ့သို့ရုပ်ရင်ကြမ်းတမ်းသောစကားကိုလည်းပြောတတ်၏နှုတ်သည်နမိတ်ကောင်းများကိုကြိုတင်ပြောတတ်တဲ့ကဲ့သို့နမိတ်ဆိုးများကိုလည်းပြောတတ်သေးသည်မိမိဘဝအောင်မြင်ရေးတွင်နှုတ်သည်အရေးပါသည်ကောင်းသောစကားကိုသာဆိုတတ်၍လိမ္မာပါဏတ်စွာပြောဆိုတတ်သူတို့သည်အခွင့်ကောင်းများကိုရပြီးအောင်မြင်ကြီးပွားသွား၏မကောင်းသောစကားအကျိုးမရှိသောစကားလူတစ်ပါးထိခိုက်နစ်နာစေသောစကားများကိုပြောတတ်သူတို့မှာရံများပြီးမိမိအကျိုးစီးပွားပျက်စီးတတ်၏ထို့ကြောင့်လူတစ်ပါးကိုနားဝင်ခက်စေသောအကျိုးမဲ့ရုပ်ရင်ကြမ်းတမ်းသောစကားများကိုမဆိုဘဲအကျိုးရှိပြီးကောင်းသောစကားများကိုအမြဲပြောဆိုတတ်အောင်နှုတ်ကိုစောင့်စည်းရ၏ဘာသာစကားပြောတတ်အောင်လေ့ကျင့်ပါဘာသာစကားတတ်မြောက်မှုသည်အောင်မြင်မှုရရှိနိုင်သည့်စွမ်းရည်တစ်မျိုးဖြစ်ပါသည်ဘာသာစကားများကိုတစ်မျိုးထက်ပိုတတ်တင်သည်မြတ်များတတ်ကမြတ်များကောင်း၏အင်္ဂလိပ်စာတစ်ဘာသာတတ်ယုံနှင့်ပင်အတော်အရေးပါရာရောက်နိုင်၏ထိုင်းစာတရုတ်စာဂျပန်စာပြင်သစ်စာဂျာမန်စာရုရှားစာပါတတ်ပါကဆိုဖွယ်ရာမရှိပြီးဘာပဲလုပ်အရေးပါတော့နေရာကရှိနိုင်၏ဘာသာစကားတတ်မြောက်အောင်လေ့ကျင့်ရာတွင်မတော့တစ်ခေါက်တတ်ယုံနှင့်တော့ကျေနပ်ပါနှင့်အသေးချာတုံးချနိုင်သည့်အထိတင်ယူလေ့ကျင့်တင်ပါသည်ဘာသာစကားတစ်ခုကိုဖြတ်လန်းနည်းနှင့်တင်ချင်တက်ချင်၍မရပါများများဖတ်များများလေ့လာများများလေ့ကျင့်မှသာကျွမ်းကျင်နိုင်မည်ဖြစ်ပါသည်ဘာသာစကားတစ်ခုကိုကျွမ်းကျင်ပြောဆိုရေးထားနိုင်မှသာလျှင်အများ၏အရေးထားအားကိုးခြင်းကိုခံရမည်ဖြစ်ပါသည်ထိုအခါမှသာဘာသာစကားတတ်မြောက်ခြင်း၏အကျိုးကျေးဇူးကိုခံစားခွင့်ရမည်ဖြစ်ပါသည်အပေါင်းအသင်းကိုရွေးချယ်ပေါင်းတင်ပါအပေါင်းအသင်းကိုရွေးချယ်ပေါင်းရမှန်းငယ်တုန်းကအတိမီမဟုတ်ပေအလောက်ခွင်ထဲဝင်တော့မှအပေါင်းအသင်းရေးကြီးမှန်းတည်ရသည်လောင်ကစားဝါဒနာဘာသူနှင့်ပေါင်းလင်လောင်ကစားအကြောင်းတွေကြားရမည်အရက်ကြိုက်သူနှင့်ပေါင်းလင်အရက်အကြောင်းကြားရမည်မိမကြိုက်သူနှင့်ပေါင်းလင်မိမအကြောင်းကြားရမည်ဖရာတရားဝါဒနာဘာသူနှင့်ပေါင်းလင်ဖရာတရားအကြောင်းကြားရမည်အချိန်ကိုစနစ်တကျအတုံးပြီးအလုတ်ပေါ်တန်ဖိုးထားသူနှင့်ပေါင်းလင်အလုတ်ကြောင်းတွေကြားရမည်ဘယ်လိုပေါင်းတင်းမျိုးကိုပေါင်းမြင်သည်အပေါင်းတင်းမျိုးစုံထားပါကလူတို့အတွက်အချိန်ပေးရသဖြင့်ကိုလည်းအမျိုးစုံအောင်ပါဝင်ပတ်သက်နေရလိမ့်မည်အချိန်ပိုရှမ်းရှိသူများဖို့အကြောင်းမဟုတ်တော့လေကိုယ်လုံးနဲ့ကိုရှုပ်နေသူများအတွက်ဒီလောက်အချိန်မပေးနိုင်ထို့ကြောင့်မိမိဘဝတိုးတက်မှုကိုအထောက်အကူပြုပေးနိုင်တော့အပေါင်းအသင်းမျိုးကိုသာရွေးချယ်ပေါင်းတင်တင်ပါသည်ကိုအမြဲဆန်းစစ်ပါ
လူဒီအမှန်ကိုလည်းလှုပ်သည်အမားကိုလည်းလှုပ်တတ်၏အမားနဲ့နဲ့အမှန်များလှုပ်မိဖို့အရေးကြီးသည်အမားကြီးကိုလည်းမလှုပ်မိဖို့တတိထားရမည်ပတ်ဝန်းကျင်သည်မိမိကောင်းလင်ကောင်းတယ်လို့ဆိုးလင်လဲဆိုးတယ်လို့ဝေဖန်ပြစ်တင်ကြရတတ်သည့်တဘောရှိပါသည်သို့တော့အကောင်းထက်အဆိုးကိုများပြောဆိုတတ်သည့်တဘောလည်းရှိ၏ကိုပြုမူအမှန်မားကိုတီလို့လင်ပတ်ဝန်းကျင်ကိုမှန်ခဲ့တော့ကြည်ပါတို့ရာတွင်မှန်ကိုအမြဲကြည့်နေရတော့မလိုအပ်ပါလိုအပ်သည့်အခါကြည်ယုံတာကြည်သည့်အခါတွင်ကိုအမှန်တိုင်းမြင်အောင်ကြည်တတ်ပါစေမိ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 အထင်ကြီးခြင်းအထင်သေးခြင်းမျိုးမမြင်မိပါစေနှင့်ပကတိရှိတိုင်းမြင်အောင်ကြည့်ပါမိမိလောဘဒေါသမောဟမာနစသည်တို့ကိုမြင်အောင်ကြည့်ပါမိမိတွင်လောဘဒေါသမာနတို့၏အချိုးစားမိမြရှိသည်ကိုစမ်းစစ်ကြည့်ရမည်မေတ္တာတစ္ဆာအကျဉ်းနာတရားတို့၏အချိုးစားကိုလည်းတတိရှိနှင့်စမ်းစစ်ကြည့်ရမည်ကိုအမြဲစမ်းစစ်နိုင်မှအတွေ့အတဲ့အမြင်တက်နဲ့တိုးတက်မှုရလိမ့်မည်အတ္တပညာတစ်ခုတတ်မြောက်ပါစေသူ့ဘဝတွင်အသက်ရှင်ရက်တည်ဖို့အတွက်အတ္တပညာတစ်ခုတတ်မြောက်ရန်လို၏အတ္တပညာတစ်ခုကိုကျွမ်းကျင်တတ်မြောက်သူရလင်အောင်မြင်ကြီးပွားထင်ရှားနိုင်၏အတ္တပညာဆိုဒီမှာပွဲဒီဂရီလောက်ကိုသာဆိုလိုသည်မဟုတ်စကားပြောလိမ္မာပန်းနှက်ခြင်းသည်လည်းအတ္တပညာတစ်ခုဖြစ်ပါသည်တခြင်းဆိုရာတွင်လိမ္မာပန်းနှက်ခြင်းသည်လည်းအတ္တပညာဖြစ်၏ဘောလုံးကာယတွင်ထိုးချွန်ကောင်းမွန်ခြင်းသည်လည်းအတ္တပညာမြည်ပါ၏တစ်ခုတွင်ထိုးချွန်ပါက၎င်းတတ်ပညာဖြင့်အသက်မွေးဝမ်းကြောင်းပြု၍အမြဲမပြတ်ကြိုးစားနေလျင်တစ်နေ့တစ်ချိန်တွင်အခွင့်ကောင်းရရှိမည်မှာဒေချ၏ထိုခွင့်ကောင်းကိုမိရစောက်ကင်ရယူပြီးတိုးတက်ကြီးပွားအောင်လှုပ်ဖို့ရန်လိုပါသည်အတတ်ပညာတစ်ခုမတတ်ဘဲနဲ့တော့အခွင့်ကောင်းရဖို့မလွယ်ကူပါအခွင့်ကောင်းရပြန်လျင်လဲအတုံးချရယူနိုင်စွမ်းရှိမည်မထင်ထို့ကြောင့်ငယ်စဉ်ခါကပင်မိမိဝါဒနာပါတော့အတတ်ပညာတစ်ခုကိုစူးစိုက်သင်ကြားတင်ပါ၏